ကဲအင်ဒိုနီးရှားနိုင်ငံမှာရှိတဲ့ဘာလီကျွန်းကိုခီးသွားကြတဲ့အိန္ဒိယနိုင်ငံသား၄ယောက်ဟာသူတို့တဲတဲ့ဟိုတယ်ရဲ့ပစ္စည်းအသုံးဆောင်တွေကိုခိုးသွားတယ်ဆိုတဲ့ဗီဒီယိုဖိုင်လေးအခုတော်တော်လေး viral ဖြစ်နေတယ်။သူတို့ကိုဘယ်လိုမိသွားလဲဆိုရင်တော့ကျွန်တော်တို့ဟိုတယ်တစ်ခုကိုတဲလို့ရှိရင်တော့ check out လုပ်ခါနေဆိုကျွန်တော်တို့ hotel lobby မှာခဏလေးနေရတယ်သူတို့က hotel staff တွေကသူတို့ကျွန်တော်တို့ခန်းထဲမှာပစ္စည်းဆုံးရှုံးမှုရှိမရှိသူတို့ပြန် check လုပ်တယ်။သူတို့ဘာမှမဖြစ်လို့ရှိရင်ကျွန်တော်တို့ check out ပြန်လုပ်ရတာပေါ့နော်။သူတို့တဲတဲ့ hotel က luxury hotel လို့သိရတယ်။အဲ့နဲ့သူတို့ check out လုပ်တယ် check out လုပ်တဲ့ခါမှာဆွမ်းနာ hotel က staff တွေကသူတို့အခန်းကိုပြန်စစ်ဆေးတယ်ပြန်စစ်ဆေးတဲ့ခါမှာအဲ့ဒီအကုန်လုံးပစ္စည်းတွေတချို့တွေပျောက်နေတာသူတို့သတိထားပြီးတော့အဲ့ဒီ security ကိုခေါ်လိုက်တယ် security ကသူတို့မသွားခိုင်းတဲ့အောင်ဆိုပြီးတော့ parking မှာသူတို့ကိုရက်ခိုင်းတယ်အဲ့နဲ့ hotel ဝန်ထမ်းတွေကလည်းကျွန်တော်တို့ရဲ့အခန်းထဲကပစ္စည်းတွေပျောက်တယ်ခင်ဗျားတို့ရဲ့အိတ်တွေပါတယ်ကျွန်တော်တို့ check ချင်တယ်ဆိုတာနဲ့သူတို့ကလည်း check လိုက်တယ် check လိုက်တဲ့ခါမှာသူတို့ရဲ့အိတ်ထဲမှာဘာတွေပါလဲဆိုရင်တော့ရေချိုးပွားတို့ဇွန်းတို့လက်တုပ်ပွားတို့ပြီးရေချိုးခန်းထဲမှာထားတဲ့ခြေတုပ်ပွားတို့ပြီးတခြားပစ္စည်းတွေအများကြီးယူသွားတယ်သူတို့အိတ်ထဲမှာအပြည့်ထည့်ထားတာဗီဒီယိုလေးပေါ့နော်ကျွန်တော်စဉ်းစားမရတာလေသူတို့ကအိန္ဒိယနိုင်ငံနဲ့ခီးသွားတယ်ဆိုပါစို့အိန္ဒိယနိုင်ငံနဲ့ဘာလီကိုခီးသွားလို့ရှိရင်သူတို့က luxury hotel မှာလည်းတဲတယ်ဆိုတော့ဆင်းရဲတဲ့လူတွေမဟုတ်တော့ဘူးတင်တယ်ပတ်စံအနည်းဆုံးဒေါ်လာ2000 3000လောက်ကုန်မဲ့ခီးပေါ့နော်၄ယောက်လောက်ဆိုတော့အဲ့ဒါကိုဘာဖြစ်လို့ဒီ zone တွေကအစပြီး hotel ကဟွာတွေဖွာတွေဘာတွေကအစယူသွားလဲကျွန်တော်စဉ်းစားလို့မရဘူးကျွန်တော်တို့ဆိုတခါလေ hotel တွေမှာသွားလို့ရှင်တော့ဒီသွားတိုက်ဆေးသူတို့ထားပေးတဲ့တသေးလေးတို့စက်ပြာလေးတွေတသေးလေးအနံ့ကြိုက်လို့ကျွန်တော်တို့တခါလေယူသွားတတ်တယ်ဒါပေမဲ့ဒီမျိုး zone တို့ဖွာတို့ဘာတို့ဆိုတာယူဖို့စိတ်ထဲမှာမတွေးတာနော်ဒါပေမဲ့ hotel ဝန်ထမ်းတွေကလည်းသူတို့ကိုငါတို့ရဲတွေပါတယ်မခေါ်ဘူးခင်ဗျားတို့ဒီမှာပစ္စည်းတွေအကုန်လုံးပြန်ထားပေးပါဆိုတာနဲ့သူတို့ကလည်းအကုန်လုံးပြန်ယူတယ်ပြီးရဲတွေလည်းမခေါ်ဘူးတချို့ hotel တွေမှာဆိုရင်တော့ပစ္စည်းတွေဘာတွေပျောက်လို့ရှင်တော့အဲ့ဒီဧည့်သည်တွေကယူသွားလို့ရှင်တော့ဒါခိုးမှုရောက်တယ်ခိုးမှုရောက်တဲ့အတွက်ဒါသူတို့ပစ္စည်းတွေတန်ဖိုးရသူတို့ပြန်လျှော်ပေးရတယ်ပြန်မလျှော်လို့ရှင်တော့ရဲတွေဘာတွေလက်ထဲသူတို့ဖမ်းလို့ရတာပေါ့နော်ကျွန်တော်တို့ခီးတွေဘာတွေသွားလို့ရှိရင်တော့ကျွန်တော်တို့နိုင်ငံရဲ့ကိုစားပြုသူလိုမျိုးဖြစ်သွားတယ်ဘာဖြစ်လို့ဆိုတော့ hotel တွေဘာတွေတဲတဲ့ခါမှာဟာခင်ဗျားဘေးရလဲဆိုရင်ကျွန်တော်တို့နိုင်ငံပြောရတယ်လေနော်အဲ့ချိန်မှာကျွန်တော်တို့ရဲ့အပြုအမူတွေမကောင်းလို့ရှိရင်တော့နောက်လာမဲ့လူတွေပေါ်မှာသူတို့ hotel တွေကဆက်ဆံမဲ့ဟာတွေကပြောင်းလဲသွားနိုင်တယ်အဲကြောင့်ကျွန်တော်တို့တော်တော်လေး cue ဆက်ရမယ်ဒီမျိုးဆိုရင်တော့ဆောနာ၄ယောက်ကြောင်းနောက်တစ်ခါအိန္ဒိယနိုင်ငံသားတွေဒီဘာလီကိုသွားလို့ရှိရင်တော့ဒီ hotel မဟုတ်လို့ရှိရင်တခြား hotel တွေသွားလို့ရှိရင်တော့သူတို့ကိစ္စကြောင့်လူတွေကအခုအိန္ဒိယနိုင်ငံသားတွေမုန်းခံရနိုင်တယ်ငခုံးမတကောင်ကြောင့်တစ်လေလုံးပုတ်ဆိုတဲ့စကပုံလိုမျိုးဖြစ်သွားတာပေါ့နော်ဒီဗီဒီယိုက2023ဇူလိုင်လတုန်းကဖြစ်သွားတဲ့ဗီဒီယိုအခုမှဘာလို့ပြန်ပြီးတော့ viral ဖြစ်နေတယ်ကျွန်တော်လည်းမသိဘူး Okay အားလုံးခရီးဆိုင်ကြပါကိုကြောင့်ကိုနိုင်ငံရဲ့မျက်နှာမပြတ်ပါစေနဲ့နော် Okay နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ် See you guys